ဒီမိန်းကလေးကိုဘသူကမှဒီလောက်ထူးခြားလိမ့်မယ်လို့ထင်မထားခဲ့ကြဘူးအစပိုင်းမှာတော့စစ်ဗိုလ်ကြီးရဲ့ဇနီးမယားဖြစ်သူကရိုးအားအားပုံစံမိန်းကလေးတယောက်ကိုတနက်နဲ့ချိန်ပြီးချင်းချောက်လိုက်တယ်သူ့အနေနဲ့ဒီမိန်းကလေးကကြောက်လန့်တကြားဒူးထောက်ပြီးအသက်အလူခံလိမ့်မယ်လို့ထင်နေတာဒါပေမဲ့သူမှားသွားခဲ့ပါပြီဘာလို့လဲဆိုတော့ဒီမိန်းကလေးဟာရိုးလေးမဟုတ်မှန်ဘသူမှမသိခဲ့ကြဘူးလေတစ်ချက်ထဲနဲ့တနက်ကိုကန်ထုတ်လိုက်ပြီးလေထဲကနေပြန်ဖမ်းလိုက်တော့တာပဲပြီးတော့အဲ့ဒီတနက်ကိုသူ့ဘက်ကိုပြန်ချိန်လိုက်တဲ့အချိန်မှာတော့တစ်ဖက်မိန်းကလေးတယောက်လုံးကြက်သေးသေးသွားခဲ့ရတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့သူ့ခင်မွန်းစစ်ဗိုလ်ကြီးတော်လုံးဝကိုအားတင်သွားခဲ့ရတယ်သူ့ရဲ့ရိုးသားဖြူစင်းတဲ့ဇနီးမှာဒီလိုတက်တီတွေဒီလိုကျွမ်းကျင်မှုတွေရှိနေမယ်လို့ဖေထုံးမှမထင်ခဲ့ဘူးလေဒါပေမဲ့သူမသိခဲ့တာကဒီမိန်းကလေးဟာတကယ်တော့21ရာစုရဲ့တနက်ပြချန်ပီယံတယောက်ဆိုတာပဲမတော်တဆမှုတစ်ခုကြောင့်သူမအချင်းကြီးဖြန့်ပြီးအတိတ်ကိုရောက်လာခဲ့တာအဲ့ဒီမှာသူဟာရိုးအားစစ်ဗိုလ်ကြီးရဲ့ဇနီးကိုယ်လေးကိုရောက်သွားခဲ့ရတယ်မူလဇနီးကတော့လင်းယောက်ျားနဲ့ကွာရှင်းဖို့ကိုတေးဟန်ဆောင်ခဲ့တာပါဒါပေမဲ့အဖြစ်မှန်ကတော့သူမရဲ့ဇလန်ကတကယ်အဖြစ်လို့ဖြစ်လာခဲ့ပြီးလူတွေကသူမရဲ့ခန္ဓာကိုယ်ကိုမီးရှို့တော့မဲ့အခြေအနေထိရောက်ခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲအချင်းကြီးသွားခဲ့တဲ့မိန်းကလေးရဲ့ဝိညာဉ်ဟာဒီခန္ဓာကိုယ်လေးကိုဝင်ရောက်လာပြီးသူ